ဒီနေ့ကတော့ကျွန်တော်တို့ရဲ့ခေါ်တော့မှာဒီ software လေးတစ်ခုရှိုံနဲ့ဒီနေ့ကတော့3လပိုင်း6ရက်နေ့တရက်တည်းနဲ့ဗတ်ငွေ1000စာနိုင်တဲ့ဒီ software လေးဖြစ်ပါတယ်နော်။ Okay ဒီနေ့ကတော့3လပိုင်း6ရက်နေ့မှာတရက်တည်းနဲ့ကျွန်တော်ဗတ်ငွေဘယ်နှထောင်ရလဲဆိုတာကိုမိတ်ဆွေတို့ပြပေးမှာဖြစ်ပါတယ်လာခဲ့ပါနော်။ Okay နော်ဒီမှာနော်မိတ်ဆွေတို့ခေါ်တော့မှာဒီ software လေးမရှိသေးဘူးဆိုဒီ software လေးကို down လိုက်ပါနော်။အခုကတော့ဒီ software လေးတစ်ခုကတော့ဒီည2025 3လပိုင်း6ရက်နေ့ပေါ့နော်တရက်ထက်နဲ့နော်ဒါမနေ့ပိုင်းတော့ဝင်ငွေမရဘူးပေါ့နော်။ကဲညနေပိုင်းမှာဝင်ငွေဘယ်လောက်ရလဲပေါ့နော်ဒီမှာ3ညနော်3ညနေရာမှာကျွန်တော်တို့တစ်ချက်လောက်ပို့လိုက်မယ်နော်တွေ့လားနော်ဒီနေ့နော်ဘယ်လောက်ရလဲ810ဘတ်ပေါ့နော်တွေ့လားနော်2025 3လပိုင်း6ရက်နေ့နော်တရက်ထက်နဲ့ဘတ်ငွေ800ကျော်ရတယ်နော်တရက်ထက်နဲ့ဘတ်ငွေ800ကျော်ရတဲ့ကြောင့်ပေါ့မြန်မာငွေနဲ့ကျွန်တော်တို့တွက်ကြည့်လိုက်မယ်ဆိုရင်တရက်ကိုကျွန်တော်မြန်မာငွေ3သိန်းကျော်ရတာပေါ့နော်အခုကတော့ဒီနေ့ကတော့3လပိုင်း6ရက်နေ့မှာတရက်ထက်နဲ့ဘတ်ငွေ810ဘတ်ရပါတော့ကျွန်တော်တို့ကနေ့စာလုံးမှာဖက်စရာမလိုအခုလက်စိတ်ဒီ software လေးနဲ့တွဲလုပ်လို့ရပါတော့နော်ပစ္စည်းလည်းမပို့ရဘူးကျွန်တော်တို့ဈေးလည်းရောင်းစရာမလိုတော့နော်ဒီ software လေးတစ်ခုကတော့တစ်ဖက်တစ်လမ်းနဲ့ပုံမှန်စာရရတော့နော်ဒီနေ့ကတော့တရက်နဲ့810ဘတ်ရတော့နော်မြန်မာငွေနဲ့ဆိုတရက်ကိုကျွန်တော်3သိန်းကျော်ရတော့နော်ဘာမှခက်ခဲလုံးစရာမလိုပစ္စည်းလည်းမပို့ရဘူးတနေ့ကုန်အားလို့ပေါ့နော်ကိုသူရဲ့ပစ္စည်းလေးကိုကြော်ကြထပ်ဝပေးရုံနဲ့တရက်တရက်ကိုလူရတော့နော်အခုကြည့်နေတဲ့မိတ်ဆွေတို့ကလုပ်ဖို့လုပ်နေနားမလည်ဘူးအစစ်စစ်အသေးစိတ်အစသိချင်တယ်ဆိုရင်ကျွန်တော် TikTok profile အောက်မှာ Facebook link ချတာပေါ့နော်ရဲလာမြင်ပါလူမျိုးပါတာမခွဲခြားပေါ့နော်ဒီဗီဒီယိုတစ်ပုဒ်ကအများအတွက်ကျိုးစစ်မယ်ဆိုရင် like ကိုချက်ပေးပါနော်အားလုံးမင်္ဂလာပါနော်ကျွန်တော်မျိုးရချင်တယ်ဆိုရင်မြန်မြန်လာပြီးတော့ join ကြဆုံးနော်